ဒီလူကသူ့ဖုန်းစားရဲ့ခွက်ထဲကို$ထည့်ပေးလိုက်တာပါဒါပေမဲ့သူ့ဖုန်းစားကတော့လုံးဝကိုစွန့်အားသွားပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီ$ကသူ့ကိုတစ်မျိုးလုံးမှာအချမ်းသာဆုံးထွတ်ထွားစေနိုင်လို့ပါသူ့ဖုန်းစားရဲ့တုံ့ပြန်မှုကိုကြည့်ပြီးဒီလူကသူ့ဖုန်းစားယူသွားပြီလို့ထင်နေတာပါကမ္ဘာစီးပွားရေးမှာငွေကြေးတန်ဖို့အစားပေါင်း$လောက်ကျဆင်းသွားတာကိုသူလုံးဝမသိလိုက်ပါဘူးအခုဆိုရင်$နဲ့မျိုးလေကောင်မှာဘီလာအိမ်တစ်လုံးဝယ်လို့ရနေပါပြီအထူးထိုးစင်ခံကားတစ်စီးဆိုရင်$ပဲရှိပါတယ်ဒါပေမဲ့ဒီလူစီမှာစုထိုင်းတဲ့$တစ်သိန်းကတော့ဘာမှမထိတ်ခိုက်ခဲ့ပါဘူးဒီပမာဏနဲ့တင်သူဟာတညတဲ့နဲ့ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့ဒီလူကဘာဒီဖြစ်နေမှန်းကိုမသိသေးပါဘူးအဲ့ဒီနေ့ကအစားအသောက်တွေပို့ပေးနေတော့လမ်းပေါ်မှာမင်းကလေးတစ်ယောက်လဲကြနေကြကိုမြင်လိုက်ရပါတယ်ဘယ်သူမှလည်းမကူညီရဲကြပါဘူးဒါနဲ့ဒီလူကရှေ့ထွက်ပြီးရှေးဥသူနာပြုစုနည်းနဲ့ကူညီပေးခဲ့ပါတယ်အဲ့ဒီမင်းကလေးနိုးလာတဲ့အခါကျေးဇူးတင်စကားဆိုပြီး$ပေးခဲ့ပါတယ်ဒါကိုဒီလူကသူ့ကိုစော်ကားတယ်လို့ထင်သွားပါတယ်ဒါကြောင့်ဒီပိုက်ဆံနဲ့ချိုးချင်ပဲသွားဝယ်စားလိုက်လို့ပြန်ပြောလိုက်ပါတယ်ဒီစကားကမင်းကလေးကိုစဝေးစဝါထစ်သွားစေပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီ$ကအိမ်တစ်လုံးတောင်ဝယ်လို့ရနေလို့ပါအဲ့ဒီအချိန်မှာပဲဒီလူကအိမ်ပြန်ဖို့ဘတ်စကားစီးဖို့လုပ်ပါတယ်ဒါပေမဲ့တင်ကားပြားထည့်ဖို့လုပ်လိုက်တဲ့အချိန်မှာရန်မောင်ကသူ့ကိုတားလိုက်ပါလေရန်မောင်ကခင်ဗျားကဘတ်စကားစီးမလို့လားဒါမှမဟုတ်ကားတစ်စီးလုံးကိုဝယ်မလို့လားလို့မေးပါတယ်ခလီတဲ့တွေကလည်းသူ့ကိုကြွားပါနေတယ်လို့ထင်ကုန်ကြပါတယ်$မှာဘာဒီထူးခြားနေလဲဆိုတာကိုသူနားမလည်နိုင်ပါဘူးဒါပေမဲ့ခလီတဲ့တွေကတော့သူ့ရဲ့မောင်းမာတဲ့အပြုအမူကိုတဲမခံနိုင်ကြပါဘူးရန်မောင်ကတော့ချမ်းသာတာကိုလာကြွားနေသူတွေကိုမုန်းတယ်ဆိုပြီးသူ့ကိုကားပေါ်ကမောင်းချလိုက်ပါတယ်ဒီလူကတော့လုံးဝကိုနားမလည်နိုင်အောင်ဖြစ်နေတာကြောင့်ဘဏ်ကိုသွားပြီးပိုက်ဆံထုတ်ဖို့လုပ်ပါတယ်ဒါပေမဲ့$ထက်ကိုလည်းဘယ်လိုငွေလွှဲမှုမျိုးမဆိုကောင်တာမှာပဲလုပ်ရမယ်ဆိုတာကိုသိလိုက်ရပါတယ် ATM ဆက်ပြက်နေတာလို့ပဲသူထင်လိုက်ပါတယ်သူဘဏ်ခန်းမော်ထဲလိုင်းလျှောက်ဝင်သွားတော့တရားတန်တရားကချမ်းပြင်ပေါ်ကိုမတော်အစားပြုတ်ကျသွားပါတယ်ဒါကဘဏ်မန်နေဂျာကိုချက်ချင်းလန့်သွားစေပါတယ်အပြင်လောကမှာဒီလောက်တန်ဖိုးကြီးတဲ့ငွေစကူမျိုးကိုသူတစ်ခါမှမမြင်ဖူးပါဘူးဒီလူက$ထုံးလိုက်ထုတ်ခြင်းလေလို့ပြောလိုက်တဲ့အခါမှာတော့သူကလုံးချုံရေးတွေကိုခေါ်ပြီးအဲ့ဒီနေရာကိုပိတ်ဆို့ခိုင်းလိုက်ပါတယ်ဘဏ်ဥက္ကဋ္ဌကိုတိုင်တောင်ထွက်လာပြီးသူ့ကိုကူညီပေးပါတယ်ဒီလူကတော့လုံးဝကိုအံ့သွားနေပါတယ်နောက်ပိုင်းမှာသူဟာသူငယ်ချင်းတွေနဲ့တွေ့ကိုဟိုတယ်တစ်ခုကိုသွားပါတယ်ဒါပေမဲ့ဟိုတယ်မီနူးကဈေးနှုန်းတွေကိုကြည့်ပြီးသူလန့်သွားပါတယ်ကြောက်ဖို့စွမ်းတကောင်လုံးကိုမှတစ်စိတ်ပဲရှိပါတယ်ဘုရင်ကနိုင်ဆိုရင်တစ်စိတ်ပဲလိုပါတယ်မီနူးမှာတစ်ခုခုမားနေပြီလို့သူထင်နေတာပါဒါပေမဲ့သူငယ်ချင်းကတော့ဒီလူကဈေးကြီးလို့ညီးနေတယ်လို့ထင်သွားပါတယ်ဒါကြောင့်သူငယ်ချင်းဖေသူက$ထုတ်လိုက်ပြီးတဝိုင်းလုံးကိုသူရှင်းမယ်လို့ပြောပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲလူမိုက်တဆူရုတ်တရက်ကွယ်မှာပါတယ်သူတို့ကသူငယ်ချင်းစီကအကျွေးလာတောင်းတာပါသူငယ်ချင်းကတော့ထိုင်ကုန်ပေါ်မှာမိချလိုက်ပြီးတေးချင်းရောင်ဆောင်နေပါတယ်ဒါပေမဲ့လူမိုက်တွေကတော့အတွေ့မခံပါဘူးလူမိုက်တွေယောက်ကသူ့လက်ကိုဆွဲပြီးခုတ်ဖိဖို့လုပ်ပါတယ်ဒီလူကချက်ချင်းကြားဖြတ်သားစီလိုက်ပြီးအကျွေးကိုသူ့ကိုယ်တိုင်ဆက်ပေးမယ်လို့ပြောလိုက်ပါတယ်လူမိုက်က40လို့ပြောပါတယ်ဒီလူက$4000လို့ထင်သွားပါတယ်သူကပိုက်ဆံအိတ်ကိုအမြန်ပေးပြီးထွက်ပြေးဖို့လုပ်ပြီးမဲ့လူမိုက်ကသူ့ပိုက်ဆံအိတ်ထက်က$50တန်ကိုဆွဲထုတ်လိုက်ပြီးခင်ဗျားသူငယ်ချင်းအကျွေးက40ပဲရှိတာပါလို့ပြောပါတယ်ဒီလူကလုံးဝကိုအံ့သွားပြီးကျန်တဲ့50ကိုပဲယူထားလိုက်လို့ပြောလိုက်ပါတယ်အခုတော့လူမိုက်ကပြန်ပြီးအံ့သွားရမယ့်အလားပါလူမိုက်ကပြောလို့အကျွေးစာချုပ်ကိုဆုတ်ဖြတ်လိုက်ပြီးဒီနေ့ကစားလို့ဒီလူနောက်ကိုပဲလိုက်တော့မယ်လို့ဆုံးဖြတ်လိုက်ပါတော့ပါတယ်